မင်္ဂလာပါ Gige Dream Preschool ကပါဒီဘက်မှာတော့ teacher တို့ကတကြံပွဲတော်လေးဖြစ်ပေါ်လာအောင်နောက်ခံသမိုင်းကြောင်းလေးကိုကလေးလေးတွေကို theater လေးပုံစံနဲ့ကပြမှာပါခန်းစားအားပေးပါအောင်နော်တသားမီမီတို့ရေတခါတုန်းကတကြားမင်းနဲ့ပြမမင်းကြီးတို့ဟာအငင်းခုံတစ်ခုပြုတ်လို့တဲ့သူတို့ဟာမိုးကောင်းကင်ကိုအစိုးရတဲ့တကိုးကြီးတဲ့နတ်မင်းတွေပေါ့ကွယ်ကျွန်ုပ်ကတော့နတ်ပြည်6ထပ်ကိုအစိုးရတဲ့တကြားမင်းမှာကျွန်ုပ်ကတော့ဗြမဘုံကိုအစိုးရတဲ့ဗြမာမင်းကြီးဖြစ်ပါတယ်တပတ်မှာ9ရက်ရှိရမိတ်ဆွေမဟုတ်ဘူးတပတ်မှာ10ရက်ရှိတယ်9ရက်ပါမိတ်ဆွေရဲ့10ရက်ပါကွာဟုတ်ပြီဘသူမှန်တယ်ဘသူမားတယ်ဆိုတာကိုအဆုံးဖြတ်ရယူဖို့လူပြည်မှာရှိတဲ့အဘရဲ့အသိရှိသွားမယ်ရှုံးသူကခေါင်းဖြတ်စဒံသဘောတူလားမိတ်ဆွေသဘောတူတယ်ကွက်တကြားမင်းနဲ့ပြမမင်းတို့ဟာလူပြည်ကိုဆင်းပြီးပညာရှိရသေးကြီးထံမှအဆုံးအဖြတ်ခံယူကြတဲ့တပတ်မှာ9ရက်ရှိရဲ့ဒီငင်းခုံပွဲမှာတကြားမင်းကြီးကအနိုင်ရရှိသွားပါတယ်ကျွန်ုပ်ရှုံးပြီမို့ယောက်ျားမြတ်တို့ရဲ့ဂတိအတိုင်းအရှုံးကိုတာဝန်ယူပါမယ်ပြမမင်းကြီးရဲ့ဦးကောင်းကြီးဟာတကိုးကြီးလွန်းတာကြောင့်ပင်လယ်ထဲချရင်လည်းပင်လယ်ရေတွေခန်းချောက်မယ်မြေကြီးပေါ်ချရင်လည်းကဘာမြေကြီးမီးလောင်မယ်ကောင်းကင်ပေါ်ပြစ်တင်လိုက်ရင်လည်းမိုးခေါင်မယ်ဒါကြောင့်တကြားမင်းကြီးကနတ်သမီးများကျွန်ုပ်မိတ်ဆွေဗြမာမင်းရဲ့ဦးကောင်းကိုခေါင်းဆေးမင်္ဂလာပြုပြီးတော့တစ်နှစ်တစ်ခါလွှဲပြောင်းရယူစေမင်းတော်မြတ်တိုင်းပါဗျာအဲ့ဒီအချိန်ကစားပြီးနတ်သမီးတူးနဲ့တူးဦးကောင်းလွှဲပြောင်းချိန်ကိုတကြံအချိန်ခါလို့သတ်မှတ်ခဲ့ပါတယ်ကလေးလေးတွေလည်းတကြံဖြစ်ပေါ်လာပုံနောက်ခံသမိုင်းကြောင်းလေးကိုဗဟုသုတအဖြစ်သိရှိသွားလိမ့်မယ်လို့ထင်ပါတယ်အားလုံးပဲပျော်ရွှင်စရာတင်းကျပ်အခါနဲ့မင်္ဂလာနှစ်သက်ပါရှင်ကျေးဇူးတင်ပါတယ်